ရှင်ဒီနေ့ညစာကိုတော့အိမ်မှာဓာတ်မောက်ချက်စားဖြစ်ပါတယ်ဘာစမာတီဆန်နဲ့ချက်တာမဟုတ်ဘဲနဲ့အိမ်မှာပုံမှန်ချက်စားနေကြရွှေဘူပေါ်ဆန်းနဲ့ပဲချက်လိုက်ပါတယ်ညဘက်ကျမှပဲဓာတ်မောက်စားခြင်းကြတာနဲ့အိမ်မှာရှိတဲ့အလွယ်ကူဆုံးချက်ဖြစ်တဲ့နည်းလေးကိုမျှဝေပေးပါမယ်ရှင်ရေစေးတန့်စင်ထားတဲ့ကြက်ပေါင်တစ်ချမ်းကိုအထဲကိုအရသာဝင်ဝအောင်လို့ဓာတ်နဲ့မုံပါမယ်ရှင်ပြီးသွားရင်တော့စနွင်းမုံငရုတ်သီးအယောင်တင်မုံနဲ့ကြက်သားမုံထည့်ပါမယ်ဓာတ်မောက်မဆလာထည့်ပါမယ်ရှင်ဒိန်ကျင်လည်းထည့်ပြီးတော့နှက်ပါမယ်အရသာတွေအထဲထိဝင်သွားအောင်လို့တေချာလေးနေပေးလိုက်ပါတယ်ဒီမှာတုံထားတဲ့ဓာတ်မောက်မဆလာကဓာတ်မောက်အတွက်တီးတန့်ကျိတ်ရောင်းနေစီရဝယ်ထားတာမို့လို့အနံ့ရောဆိုင်ရအတိုင်းပါပဲရှင်အရသာဝင်သွားအောင်လို့ခဏနှက်ထားလိုက်ပါမယ်ကျက်သွန်ဒီကြောဖို့အတွက်ကျက်သွန်တွေကိုပပလှီးလိုက်ပါတယ်အနစ်မြများကြိုက်တာမို့လို့ကျက်သွန်ကြောကိုပို့သုံးထားပါတယ်ရှင်အယောင်ပြောင်းပြီးကျွတ်လာပြီဆိုရင်တော့ဆယ်ပြီးစစ်ထားလိုက်ပါမယ်ဒါကတော့ကြက်သားချက်ဖို့အတွက်ကြက်သွန်အဖြူနီးကြိတ်ပါမယ်ပြီးရင်တော့ပုံမှန်ဟင်းချက်တလူပဲကြက်သားချက်ပါမယ်ရှင်ချက်သားတွေကိုရေထည့်ပြီးတော့နူးအောင်တည်ထားတော့မှဓာတ်မောက်ထမင်းချက်ဖို့ပြင်ဆင်ပါမယ်။ထမင်းစားစုံနဲ့2ဆွန်းလောက်ရှိတဲ့ထောပတ်ခဲလေးတွေထည့်ပါမယ်။ပါဝင်ပစ္စည်းကတော့လေးညင်ဖာလာနနက်ပွင့်နဲ့တကြပိုးကောက်ရဲ့ကရဝေးရွက်ကိုပါထည့်ပြီးတော့မွှေးလောင်အောင်စီးသက်ပေးပါမယ်ရှင်။ဒါကတော့ရေကြိုစိန်ထားတဲ့ဆန်နူးစီဘူး2ဘူးပါ။ရေကိုတော့ပုံမှန်ထမင်းချက်တဲ့ပမာဏထက်နည်းနည်းလျှော့ပြီးတော့ထည့်ပြီးချက်ပါမယ်။အရသာအတွက်စားနဲ့တကြားထည့်လိုက်ပါတယ်။ကြက်သားဟင်းနဲ့ရောပြီးထက်နှက်အောင်မမို့လို့နည်းနည်းမှလေးချက်ထားတာပါ။ဒါကတော့ဓာတ်မောက်အယောင်လေးလှဖို့အတွက်ဖုကာလာပါ။ဆိုင်တွေမှာအလွယ်တကူမေးဝယ်လို့ရပါတယ်ရှင်။သူ့ကိုရေဖြောထားလိုက်ပါမယ်။ကြက်သားလည်းနှူးပြီးတော့ကြက်သွားပါပြီ။ထမင်းလည်းကြက်ပါပြီရှင်။ကြက်သားဟင်းနဲ့ကအနှစ်ပဲသုံးမှမို့လို့စီတွေကိုခတ်ထုတ်လိုက်ပါမယ်မုံလာဥရုံလေးတွေကအသင့်သုံးပြုတ်ထားပြီးသားမို့လို့ထမင်းချက်ပြီးမှထည့်တာပါဒီဟိုစီနဲ့စပစ်6ပါထည့်ပါမယ်ထမင်းနဲ့ထည့်ချက်ထားတာလေးတွေကစားလိုက်တဲ့အခါဝါမိရင်မကြိုက်တာမို့လို့ဖယ်လိုက်ပါမယ်ရှင်ကြက်သားနဲ့ရောပြီးနှပ်ဖို့အတွက်အိုးထဲကိုထမင်းအရင်ခင်းလိုက်ပါမယ်အပေါ်ကကြက်သားထည့်လိုက်ပါတယ်ဖုကလာလေးဆက်လိုက်ပါမယ်ရှင်ကြက်သားရဲ့အနှစ်လေးတွေကိုတော့ဖြတ်ပြီးထည့်လိုက်ပါမယ်။မုံလာဥနီတုံးလေးလည်းထည့်ပါမယ်။တီယိုစီနဲ့စပစ်ချောက်လည်းထည့်လိုက်ပါတယ်ရှင်။ကြက်သွန်နီကြောလေးလည်းထည့်ပါမယ်။
ပြီးရင်ကြံတဲ့ထမင်းကိုအပေါ်ကထပ်အုပ်ပေးလိုက်ပြီးတော့ခုနကလိုပဲဟင်းအနစ်နဲ့ပါဝင်ပစ္စည်းတွေကိုထပ်ထည့်လိုက်ပါမယ်မီးရနည်းနည်းလေးနဲ့ပဲနှက်ပါမယ်ရှင်9မိနစ်လောက်ဆိုရင်တော့ရပါပြီအခုဆိုရင်တော့အနည်းများလေးနဲ့အိမ်မှာချက်တဲ့ဓာတ်မောက်စားလို့ရပါပြီရှင်ချက်သားကလည်းဒိန်ကျင်နဲ့နှက်ပြီးချက်ထားတာမို့လို့အထဲထိနူးအီပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်ချက်ရတာကလည်းသိမခက်ခဲတာမို့လို့ဓာတ်မောက်ကြိုက်တယ်ဆိုရင်တော့စမ်းချက်စားကြည့်ကြပါနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘေးရန်ကင်းကွာပြီးတော့ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်